ကဲကျွန်တော်ရဲ့ကားချစ်သူမိတ်ဆွေများကိုလူတကာချစ်တဲ့ Honda Fit ထဲကမှအပီပြင်ဝရမ်းနဲ့ GD1 လေးတစ်စီးကိုအယောင်းတင်ပေးမယ်နော်တာတာမီမီလေးတွေကြောင်းဖွင့်ချိန်လဲရောက်ပြီဆိုတော့ဒါကြောင်းကျိုကြောင်းပိုလေးလည်းအသုံးပြုလို့ရတယ်မြို့တွင်း highway လည်းအသုံးပြုလို့ရတယ် spare bed လည်းပေါ်များတယ်တောက်လျှောက်အနက်လည်းဖြစ်တယ်ခင်ဗျာနော်ဒီကားလေးကကာလာအဖြူလေးရန်ကုန်လိုင်းတင်ဖြစ်ပါမယ်ခင်ဗျာတောက်လျှောက်အနက်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကနော်ကာလာရောင်ကွဲတွေတောင်900အပေါ်ခေါ်နေတဲ့အချိန်မှာကျွန်တော်ဒါ600ကျော်900အောက်မှာရောင်းပေးမယ်နော်690မှာ8သိန်းကိုကျွန်တော်ညှိနှိုင်းရောင်းချလို့ပေးပါမယ်ကာလာအဖြူလေးဖြစ်နေရမယ်ခင်ဗျာနော်တောက်လျှောက်အနက်ကလေးပါခင်ဗျာ2000ခွန်မော်ဒယ်လေးခင်ဗျာနော် GD1 တွေကတော့ဒါ2000ခွန်ကဂိတ်ဆုံးပါခင်ဗျာနော်2008ဆိုရင်တော့ဒါ GE6 ဖြစ်သွားပါပြီမော်ဒယ်အမြင့်ဆုံးကိုရမယ်ခင်ဗျာနော်ပါဝါဝန်တို့လေးပေါ့ speaker music ပိုင်းတွေလည်းကောင်းမယ်ခင်ဗျာနော် remove key လေးလည်းဖြစ်သွားပါမယ်ခင်ဗျာအတွင်းတော့ကျွန်တော်ရှက်မွိုင်းသားလေးပဲအသုံးပြုပေးထားပါတယ် highway ထွက်လို့သူများအတွက်လည်းဒါအရင်နဲ့ကျွန်တော်တို့ပြင်ဆင်ထားတယ်ခင်ဗျာနော် highway တန်းထွက်နိုင်တယ်ကျွန်တော်ရှိမှရှိတဲ့ကားတွေကိုအတိုက်ခိုက်ဖောက်ဆုပ်ဖျက်ဆက် WRTA ရင်မှန်ကန်မှုစာအုပ်မှန်ကန်မှုအတွက်ကိုတော့100%အာမခံတယ်ဆိုတဲ့အကြောင်းနှုတ်တရားစာတလုံးစာချုပ်ထဲမှာပါဒါထည့်သွင်းရေးပေးထားပါတယ်ခင်ဗျာအရေးကြငွေချမ်းအလဲထက်အားလုံးဆင်ပြေပါမယ်။သိန်း100တန်လုံးရအတိုးစီ16သိန်းတလာချင်းတွက်ရင်တစ်ကြက်ပြ30ကျသေးပါမယ်ခင်ဗျာရရှိမဲ့မြို့တွေကတော့ရန်ကုန်မန္တလေးနေပြည်တော်ပဲခူးမြို့ပေါ်တွေရပါမယ်ခင်ဗျာလုပ်ငန်းလိုင်စင်ရှိချင်းမရှိချင်းနဲ့မဆိုင်ဘူးနော်လုပ်ငန်းတစ်ခုအကောင့်ထဲပြပေးရုံနဲ့ဒါအရေးကြရရှိမဲ့ကားလေးတွေဖြစ်မယ်ခင်ဗျာအတိုက်ခိုက်ဖောက်ဆုပ်ဖျက်ဆက် WRTA ရင်မှန်ကန်မှုစာအုပ်မှန်ကန်မှုအတွက်ကို100%အာမခံတယ်ဆိုတဲ့အကြောင်းနှုတ်တရားစာတစ်လုံးကျွန်တော်စာချုပ်ထဲမှာပါထည့်သွင်းရေးပေးထားပါတယ်ကျွန်တော်ရှိမှရောင်းလို့တော့ကားများလည်းပြန်လဲဝယ်ယူပေးတယ်နော်မိမိစီးနေတော့ကားတွေကိုလည်းအလဲထက်လှုပ်ချင်သပါဆိုဒါအလဲထက်ပြန်လှုပ်ပေးပါတယ်ခင်ဗျာအယောင်းပုံများလည်းတင်လို့ရပါတယ်ကားလေးတွေနဲ့ပတ်သက်ပြီးအသေးသေးသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 9338ကိုဆက်သွယ်မေးမြန်းနိုင်သလို39933939995139ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ဖုန်းကင်ချိန်လေးတွေကတော့မနေ့8ခွဲည8ခွဲသတ်မှတ်ထားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်